မိသားစုအရေးကိုကြားကနေဝင်ပါနေတဲ့အမှုပညာဖခင်ကြီးအပေါင်းအားလုံးကိုထမင်းဖိတ်ကျွေးမယ်ဆိုပြီးပြောလာတဲ့ရှင်ဖုံးပြိပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေလက်တလော social media ပေါ်မှာပင်နေရာကြည်ကြည်ပိုင်းတကုံတို့မိသားစုပြဿနာကနေရာယူစုမှုထားတာလေးဖြစ်ပါရစေပြဿနာစာဘေကနေစပြက်လေးဆိုတာသိချမပြောထားပေမဲ့မိခင်ဖြစ်သူဟာပိုင်းတကုံကိုမိသားစုစင်းနေထုတ်ပေတဲ့ဆိုတဲ့အကြောင်းအရာနဲ့ line ပေါ်မှာစတင်ကြရထားကြတာလေးဖြစ်ပါရစေအိမ်နာကြမှာပြောင်းလဲသွားတဲ့သားဖြစ်သူကိုမိသားစုစင်းနေမရှိဘူးဆိုပြီးပြပြသားသားပြောဆိုခဲ့တာပါမိခင်ဖြစ်သူကပိုင်တကွန်ကိုကြီးမရဖြစ်နေတယ်လို့ချွေးမဖြစ်သူကလည်းမကောင်းတဲ့ချွေးမဆိုပြီးပြိသက်တီအောင်ပြောပြခဲ့တာလည်းဖြစ်ပါတယ်ပိုင်တကွန်ကတော့မိခင်ဖြစ်သူရဲ့အပြောပြိသက်တရဲ့ဝေဖန်တာကိုမတုတ်ပြန်ပေမဲ့မနေနိုင်တဲ့အကြောင်းတီတွေကပိုင်တကွန်ဘက်ကရက်တီပေးကြတာလည်းဖြစ်ပါတယ်မိခင်ဖြစ်သူရဲ့ပြောရေးကြောင့်ပိုင်တကွန်ကိုရိုင်းဆိုင်တဲ့တောင်ကျေးဇူးမတည်တဲ့သားဆိုပြီးပြောဆိုနေကြတဲ့ပုံမှာအနုပညာလောကရဲ့ဖခင်ကြီးလို့ခေါ်ဆိုခြင်းခံထားရတဲ့ဆရာချိုလင်းကတပည့်ဖြစ်သူဘက်ကနေပြေးဝရက်တီဖြစ်ရှင်းလာခဲ့တာလည်းဖြစ်ပါတယ်ဆရာကျော်လင်းကတော့သူတပည့်ပိုင်တကွန်ဟာမိဘပေါ်တာဝန်ကြီးတာထဲပိုတဲ့သားတယောက်ဆိုပြီးချီးကျူးခဲ့တယ်လို့မိခင်ဖြစ်သူခုလိုပြောတာတွေကိုလည်းနားလည်ပေးဖို့ဇာဝင်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်ဆရာကျော်လင်းကတော့တပည့်ဖြစ်သူဘက်ကရက်တီပေးပြီးလိုင်းပေါ်မှာလူတွေပြောနေတယ်လို့မိဘကိုအိမ်ပေါ်ကဆင်းခိုင်းနေမဘက်လိုက်ပြီးမိုက်ဖက်ပါနေတယ်ဆိုတဲ့စကားတွေကမမှန်မှုဆိုတာကိုစာချုပ်တွေချပြလာခဲ့တာလည်းဖြစ်ပါတယ်ပိုင်တကွန်ကမြောက်တကုံမှာဝယ်ထားတဲ့အိမ်ကိုသိန်း13000ကျော်နဲ့ရောင်းချပေးမိဘတွေကိုအကုန်ပေးခဲ့တယ်ဆိုတာကိုစာချုပ်နဲ့တကွာသက်သေပြခဲ့တာလည်းဖြစ်ပါတယ်။ဆရာကျော်လင်းကလည်းတပည့်ဖြစ်သူဘက်ကမှမမဲရှက်တီဖြစ်ရှင်းခဲ့တယ်လို့မနေသားတဲ့ဝင်းမင်းတန်းကလည်းပိုင်တကွန်ဘက်ကပြောဆိုပေးခဲ့တာလည်းဖြစ်ပါတယ်။ဝင်းမင်းတန်းကတော့ပိုင်တကွန်ကိုကျေးဇူးကမ်းတဲ့သားလို့ပြောဆိုနေကြပေမဲ့တစ်သက်လုံးလှုပ်ကြွေပြီးတခါတလေလုံးရင်မဖြစ်ပြီးရနဲ့ကျေးဇူးကမ်းတဲ့သားဆိုပြီးခေါင်းစဉ်မတက်စေချင်ဘူးလို့ဆိုပါတယ်။မွေးလာတာနဲ့လှုပ်ကြွေရမယ်ဆိုတဲ့တွေးတွေနဲ့ခုလိုလှုပ်တာကိုသူ့အနေနဲ့လက်မခံဘူးဆိုပြီးတော့ပိုင်တကွန်ဘက်ကပြောဆိုပေးခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုမျိုးနမိတ်ကြီးတွေကလည်းပိုင်တကွန်ဘက်ကရက်တီပေးခဲ့ကြသလိုပရိသတ်တွေကလည်းပိုင်တကွန်ဘက်ကရက်တီပြောဆိုကြတာလည်းဖြစ်ပါတယ်။အစာပိုင်းမှာအမေဖြစ်သူရဲ့စကားနောက်ပါပြီးပိုင်တကွန်ကိုရိုင်းဆိုင်တဲ့သားမိုက်ဆိုပြီးပြစ်တင်ကြပေမဲ့ဖြည့်ရှင်းပေးလာတဲ့လူတွေကြောင့်ဖြစ်မှန်ကိုသိခွင့်ရပြီးအားလုံးကပိုင်တကွန်ကိုဝိုင်းတနာနေခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီလိုမျိုးပိုင်တကွန်ဘက်ကရက်တီပြောဆိုနေကြတဲ့သူတွေကြောင့်ပိုင်တကွန်ရဲ့ညီဖြစ်သူရှင်မိုးပြတယောက်ပောက်ကွဲလာခဲ့ပြီလည်းဖြစ်ပါတယ်။ရှင်မိုးပြကတော့အမေဖြစ်သူကိုအားလုံးကဝိုင်းတနာနေချိန်ပိုင်တကွန်းကိုလူတွေဝိုင်းပြုတ်နေချိန်မှာဘာမှဝင်ပြောပဲကိုဖြစ်သူကိုဝိုင်းတနာနေချိန်မှာသူ့အနေနဲ့ပောက်ကွဲနေကြတာလည်းဖြစ်ပါတယ်။ရှင်ဘော်ပြေကတော့ကပ်ဖားပြီးတော့မြောင်ရစီလူတဲ့သူတွေကိုတွေ့ရတာရှိရတယ်ဆိုပြီးပြောဆိုခဲ့တယ်လို့အခုတော့ထမင်းဖိတ်တွေးဖို့ပြင်းနေပြီလေဖြစ်ပါတယ်။မိသားစုကြောင့်ဘာမှမသိဘဲနဲ့ဂျားတုံကြားကြားဝင်ပါခြင်းသူတွေကိုအင်ခေါ်ပေးထမင်းဖိတ်တွေးမယ်ဆိုပြီးပြောဆိုလာခဲ့ပါပြီ။ဂျားဝင်ရှင်းပြီးတော့အားချောင်းတဲ့သူတွေကိုထမင်းဖိတ်တွေးရုံတင်မဟုတ်ပဲငါနဲ့ပြေမှာမတွေ့အောင်ရှာမဟုတ်ရင်အားချောင်းတဲ့ပတ်ဆက်ဘာဖြစ်တယ်လဲဆိုတာသိအောင်လုပ်ပေးမယ်ဆိုပြီးပြောဆိုခဲ့ရလေဖြစ်ပါတယ်။ရှင်ပုံပြကတော့ဂျာတုံကြောင်းဝင်ပါသူတွေကိုထမင်းပြင်မုံးလက်တီးပါကျွေးဖို့လုပ်နေပြီလေဖြစ်ပါတယ်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားဝယ်သတင်းကြောင်းရာတွေပြင်နောက်ထပ်လည်းနုပညာရှင်တွေစိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုချိန်နေပြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။